အခုဖြစ်နေတဲ့အဖြစ်အပျက်တွေကြောင့်ဒီစိုးရင်စရာတွေကြောင့်ကြောက်ရွံ့စရာတွေကြောင့်စိုးရင်ရတယ်ကြောက်လန့်ရတယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောပြပေးမယ်စိတ်သက်သာရစေနိုင်မယ့်နည်းလမ်းတွေကိုပြောပြပြီးတော့ကျွန်တော်တို့အဆင်ပြေအောင်ကျွန်တော်တို့စူးစမ်းလို့ရတယ်ပေါ့နော်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် notice သတိပြုပါကျွန်တော်တို့အခုဖြစ်နေတဲ့ခံစားချက်တွေစိတ်ခံစားချက်တွေအားလုံးသတိပြုအောင်နေပါပြီးရင်ဒုတိယအနေနဲ့ကျွန်တော်တို့က slow down ပေါ့နော်ကျွန်တော်တို့အရှိန် short ချပေးပါအရှိန် short ချပေးပါဆိုတဲ့နေရာမှာစိတ်ခံစားချက်တွေကိုကျွန်တော်တို့ကဘယ်လိုလဲတခါလေကြားလို့ရှိရင်စိုးရင်စရာတွေထိခိုက်စရာတွေအများများလာတဲ့အခါမှာကျွန်တော်တို့အနေနဲ့လည်းဒီပေါ့နော်ကျွန်တော်တို့စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေအားလိုမျိုးမပြီးဆုံးတော့ဒီမှာအရန်တောက်လောင်နေအဲ့လိုအခါမျိုးကြားလို့ရှိရင်ကျွန်တော်တို့အရှိန်လျှော့ပြီးဖို့အရန်အရေးကြီးရပေါ့နော်တတိယအချက်အနေနဲ့ကြတော့ကျွန်တော်တို့အနေနဲ့ connect ကျွန်တော်တို့ဒီပြန်လည်ဆက်သွယ်မှုပေါ့နော်ကျွန်တော်တို့ပြန်လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ connect ဆိုတဲ့နေရာမှာကျွန်တော်တို့ကြတော့ဘာကိုပြောနေတာလဲဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးဒီစိတ်တွေပြန်လွင်နေတာတွေစိတ်ထိခိုက်စရာတွေအားလုံးကနေမှကျွန်တော်တို့ဒီအတွေးတွေများနေတာတွေအားလုံးကနေမှကိုယ့်ကိုပြန်ပြီးတော့စိတ်ကိုစူးစီးပြီးတော့အတက်နိုင်ဆုံးလေးပေါ့နော်ကျွန်တော်တို့စိတ်ကိုအဆင်ပြေအောင်ကျွန်တော်တို့လုပ်ပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ရမယ်ဆိုတဲ့နေရာမှာလည်းထွေထူးမဟုတ်ပါဘူးကျွန်တော်တို့ဒီစိတ်ကိုအေးထားမယ်အသက်ကိုပုံမှန်ရှူမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီလက်ကလေးတွေပေါ့နော်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေပြီးတော့ကိုယ်ကိုယ်တိုင်ပေါ့အဲ့လိုအရာတွေပြန်စူးစီးပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီလက်ရှိအရှိတရားကိုပေါ့နော်ကျွန်တော်တို့မှာနေနိုင်မှုအတွက်ကိုကျွန်တော်တို့ကြိုးစားမှာဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ပေးခြင်းအဖြစ်ကျွန်တော်တို့ဒီစိုးရိမ်စရာတွေစိတ်ညစ်စရာတွေထိတ်လန့်စရာတွေကြုံနေသည့်တိုင်အောင်ပေါ့နော်ကျွန်တော်တို့အတက်နိုင်ဆုံးအဆင်ပြေအောင်ကိုယ့်ကိုခီးဆက်နိုင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့